Kitty ပါရှင်ဒီနေ့ video လေးကကြတော့ Kitty ကပေါ့နော်ဒီ Sakura School Simulator ထဲမှာဒီ video လေးတစ်ပုဒ်တင်ချင်လို့လုပ်လိုက်တာပေါ့နော်ဒီ video လေးမှာကြတော့ Kitty ရဲ့မောင်လေးနဲ့ညီမလေးနဲ့ပေါ့နော်အိမ်မှာသူတို့မိတယ်သူတို့လာထားတဲ့ vlog လေးဖြစ်ပါရှင်ဒီ vlog လေးကိုအဆုံးထိကြည့်ရှုပေးကြပါဦးနော်ဒါတော့ Kitty က9နာရီလောက်မှ Kitty အိပ်ရကနိုးလာပြီပေါ့နော်9နာရီတော့တည်တော့ပါမယ်ရှင်ကဲအဲ့တော့ Kitty တို့ကအရင်ဦးဆုံးပေါ့နော်မျက်နှာရေးပါတော့တက်ပါမယ်ရှင်ဟိုဘက်ကဟာလေးကတော့ Kitty ရဲ့ဘယ်လိုပြောမလဲဒီချိုးကပေါ့နော်အခု Kitty သွားနေတာကျတော့ Kitty ရဲ့မောင်လေးနဲ့ညီမလေးအိပ်ဖို့အတွက်အခန်းတီးတန်လေးပေါ့နော်ဟိုဘက်မှာကျတော့မောင်လေးအိပ်ပါတယ်ဒီဘက်မှာကျညီမလေးအိပ်ပါတယ်သူတို့ Kitty ခေါ်လို့ပါတယ်ရှင်မောင်လေးတွေညီမလေးတွေပေါ့နော်တကယ်ထားတော့နေတော့မြင်ထစားလောက်ကောင်မယ်လေလို့မှာ9နာရီတီးပြီထားတော့ကဲခီတို့မျက်နှာရေးပိုင်းတိတ်ကြပါမယ်ရှင်ကဲမျက်နှာတော်မှတက်ကြတာကောင်းနေဘောနော်ဟီလေးကလည်းကြည်ပြီးတော့အဆင်ပြေပါတယ်ရှင်ဒီနေ့အတွက်ရေကတော့နည်းနည်းတော့နှွေးတယ်ဟာမမကလည်းထပြီဘာလဲမသိဘူးမိမိကိုပဲမြင်နေခေါ်နိုးနေတာပဲဟဲစကားကြီးပြောမနေလာတော့ဟောမမကိုကြီးရမထားသေးဘူးတီးဟဲသူထားခြင်းနဲ့ချိန်ထားကြโอเคဟောမမပြန်တော့မီးနဲ့လုံးအောင်မလေးမမနဲ့ခဏလေးပါဟဲ့နေရလဲအော်တန်နဲ့ Kitty အဲ့တော့လေးပေါ်သွားလို့ Kitty တောင်းမှန်ပါရှင် Kitty မေ့သွားလို့ပေါ့နော်အစားဆက်ချင်းလေးတင်တော့လည်းမေ့သွားတာပါရှင်တောင်းမှန်ပါတယ်ကဲငါKitty အင်ကြီးတွေလဲမယ်ပေါ့နော်โอเคအင်ကြီးလေးလိုက်ပါအောင်မယ်အင်ကြီးကတော့ Kitty ကဒီညရတင်းနေပူတယ်ပေါ့နော်အဲ့တော့ Kitty ဒါလေးပဲလဲလိုက်ပါမယ်ရှင်အော်တနေ့ Kitty ဈေးသွားမယ်ပေါ့နော်ချင်းအောင်ယူရ Kitty ဈေးသွားတော့ပါမယ်ရှင်အားလုံးပဲလိုက်ခဲ့ပေးကြပါအောင်စပင်းတော့ထုတ်ကြမယ်စပင်းဟိုပါမှာစပင်းတော့ထုတ်ကြမယ်စပင်းကလည်းချောင်းကျုံကြားထဲမှာညှက်ထားကဲစပင်းနဲ့ရိုက်ပြီးဆိုသွားမယ်ဟာဒူဟမ်မမလည်းမြန်လိုက်တာဈေးသွားတာလေကိုကြီးရေထားတော့လေဟဲ့အကောင်ငါအဲ့လိုပဲပြောရမှာထားကိုကြီးတဲ့နေရလေဟဲ့ခါပြီဘလို့ဖြစ်အာယာပြန်လာကြည့်လိုက်ကွာကောင်မလေးတော့แบบเนี่ยဖြစ်ချင်တာဖြစ်နေအကြံပရက်ကဲမနေ့ဆဆားနေအင်္ဂလိပ်လေးမရလေးဆိုတော့ပတ်တိပဲစားတော့ပဲမထိုင်ရပန်တီသားမယ်ဟာဝချူကလေးလေးတွေတော့လေငါအင်ပြန်ရောက်နေပြီတို့ကလည်းကဲအင်းလည်းပြန်ရောက်ပြီဆိုတော့ငါမနက်စာလောက်ကမယ်မနက်စာမပေါ့နေကင်းစာလောက်ကမယ်ကလေးတွေကိုတော့အတီးတွေကျွေးထားပဲတော်ပြီပေါ့ဟုတ်တယ်မလားအိမ်ပြန်ကောင်းတယ်ဟာမမပြန်ရောက်ပြီလားပြန်ရောက်ပြီညီမလေးအရင်ချရောက်ကောင်းရဲ့အေးနဲ့ကိုတော့ပြောလိုက်အောင်တော်နေစားလုံးဟောမမပြီးစားလို့ဖို့ဒီနေ့အိမ်စားပါဆိုဒီမှာပဲလုပ်လိုက်တော့မယ်မမချပစ်ထားတဲ့နေရာမှာပဲအင်ဂျယ်လုံးလိုက်တာမယ်ကဲကွာငါလည်းအင်းလေးပြီးဝိုင်းဆိုတော့မဟုတ်စားပြီးစားလို့ကမယ်ဟိုကောင်လေးဘာတွေလုပ်နေရလဲနေဘာလုပ်နေရလဲစားလုံးနေတာမမဟုတ်စားထားလားစားနေတယ်မမအေးဟာဒီမှာပဲစားလိုက်ပါမယ်လေစားလို့ကောင်းလိုက်တာဟဲ့ကောင်မလေးတွေကောင်လေးလာတော့လေဒီကောင်လေးတွေကတော့လာပြီးမမဟောခိုင်မပြောနဲ့နော်တော့မမာတယ်ဟာမမဒီနေ့ကျွန်တော်ကြက်တဲ့ချက်သားကြောမမဘာဟင်းလဲဟာတမင်းကြိုက်တဲ့ချက်သားကြောပဲအရင်ကြိုက်တယ်မမလည်းရအရင်ကောင်းလားကလေးတွေလေးငါရှောက်ပြောတယ်ကောင်းတယ်ဆိုလည်းကောင်းတယ်ပေါ့မမလည်းကဲဆာဝေါစားရိုးစားမမစားပြီးဝိုက်လားပြီးပြီဟေးမမရေချိုးလိုက်အောင်မယ်နော်
ပြီးရင်တို့လည်းရေချိုးဖို့ပြင်ကြလားဟုတ်ကဲ့ပါမမရဲ့အေးအဲ့ဆိုလည်းပြီးရောအင်ကြီးလေးလိုက်အောင်မယ်အင်ကြီးတော့ဒါလေးနဲ့ပဲရေချိုးလိုက်တော့မယ်ရေချိုးကနေတော့လိုက်ပါအောင်မယ်တူကဲရေဘန်းနဲ့ရေခေါင်းချိုးမယ်ပြီးရင်ဒီစိမ့်မင်းကဲဒီစိမ့်လိုက်ပါအောင်ရေလေးကလည်းဒီနေ့နွေးနေတာပဲရှင်းငါဘသူရေပူစမ်းလောက်ထားတယ်မသိငါလည်းမလုပ်ဟုတ်တာဟညာလောက်ထားမိကဲသွားလိုက်တဲ့ကဲငါရေချိုးပြီးသွားဆိုတော့အင်ကြီးလဲမယ်ငါဒီနေ့အင်ကြီးကပါလေးဝင်ကောင်းမလဲတီဗီဒါလေးပဲလိုက်တော့မယ်wireစကလေးငါကြိုက်ရတဲ့ခေါင်းဝင်တိုးလေးဆိုတော့လည်းအဆင်ပြေပါတယ်ဒီနေ့ကတော့စီးထားလိုက်တယ်ကဲနေကတေးတော့မအိတ်လိုက်ပါမယ်တေးတော့မအိတ်ပါမယ်မဘာမှမလုပ်တဲ့ကဲငါရေသွားချိုးတော့ဒီချိုးကန်လည်းပြင်လာမှာတော့တော်ပြီကဒီအင်ကြီးလည်းပဲရေချိုးရစုခိုင်းလိုက်တော့ပဲပါလေချိုးဒီစိမ့်နေတော့ရှုပ်တယ်သွားမယ်လားအင်ကြီးလည်းပဲကွာအင်ကြီးကတော့ထီထူတော့မဟုတ်ပါဒီပြန်ဝါစကလေးပဲဝတ်လိုက်ပါမယ်လေဟုတ်တယ်မလားဆိုတော့ငါခံသားပဲကဲတေးတော့အိမ်မယ်ကောငါညမအေးရတေးတော့အိမ်လိုက်ပါငါမြန်တာငါလည်းအိတ်အောင်မလေးကောင်းလိုက်တာကဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခီတီလည်းမလုပ်တဲ့ပဲလောက်ထားဆိုတော့ခီတီရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးရဲ့တရားချင်းတဲ့ကိုခီတီကျေးဇူးအများကြီးပဲတင်ပါတယ်နော်ကဲအဲ့တော့ဒီရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲဘိုင်ဘိုင်အားလုံးကိုခီတီချစ်ပါတယ်နော်